အားလုံးပဲမင်္ဂလာပါခင်ဗျ Smart Finance YouTube Channel တဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ဒီဗီဒီယိုမှာတော့ BNB coin ရဲ့အနာဂတ်အလားအလာ BNB ကိုဘယ်လိုစတင်ခဲ့တယ်လဲ founder ကဘယ်သူလဲအမြင့်ဆုံးဈေးနှုန်းလက်ရှိဈေးနှုန်းအရှိန်နဲ့ဟိုရာ error တွေအကြောင်းနဲ့ရည်ချေအလားအလာတွေကိုလေ့လာသွားမှာဖြစ်ပါတယ် BNB coin ဆိုတာကဘယ်လိုမျိုးပါလဲ BNB ဆိုတာက Bear and Bear ဟာ Binance ecosystem ရဲ့အဓိကUnity coin ဖြစ်ပါတယ် BNB ကို2019ခုနှစ်မှာ2019ခုနှစ်ဇူလိုင်လမှာစတင်ထုတ်ဝေခဲ့ပြီးတော့အစာပိုင်းမှာ Ethereum network ပေါ်မှာ ERC-20 token အဖြစ်ထွက်ရှိခဲ့ပါတယ်နောက်ပိုင်း Binance Chain နဲ့ BNB Smart Chain BSB ပေါ်ကိုပြောင်းရွှေ့ခဲ့ပါတယ် BNB founder ကဘယ်သူပါလဲ BNB ကို Binance Exchange founder ဖြစ်တဲ့ပေါ့နော် James CZ ကဥဆောင်ဖန်တီးခဲ့ပါတယ်စီဟာခရစ်တိုလောကမှာအလုံး